ဆိုရင်ဒါကဘာအစဒါတိသွားပြီပေါ့နော်အဓိကတော့စစ်အာဏာရှင်ကိုစန့်ကျင်နေတာမြန်မာနိုင်ငံတဝန်းလုံးအတိုင်းအတာနဲ့ဆိုရင်ဒါပြည်သူတွေစစ်အာဏာရှင်ကိုမလိုလားတဲ့ပြည်သူတွေအများကြီးရှိသေးတယ်ဆိုတဲ့ဟာကိုဒါတိသွားတယ်ပေါ့နော်ဒါကဒေါ်လာတပ်ဖွဲ့တွေအတွက်လည်းတကယ်ကိုဒါခွန်အားဖြစ်စရာပေါ့နော်ဘာပဲဖြစ်ဖြစ်ဟာပြည်သူတွေကဒီလိုမျိုးအခက်အခဲဒုက္ခတွေရှိတာတောင်မှပဲငါတို့နဲ့တူတူရက်တည်နေပါလားငါတို့တော်လိုင်းမှာအခုလိုမျိုးတက်နိုင်တဲ့လောက်ပူးပေါင်းပါဝင်ပေးနေပါလားဆိုတော့အတိမျိုးနဲ့ဒါခွန်အားတွေလည်းရရှိစေလိမ့်မယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါမြန်မာ resistant new မှာကြိုဆိုပါရစေမြန်မာ resistant new ဟာနေဦးတော်လိုင်းရေးသတင်းပါဝင်နောက်ဆုံးရတိုက်ပွဲသတင်းများကိုချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ထားပေးပါရဲ့တောင်းဆိုပါတယ်ခင်ဗျာအဲ့တော့တကယ်ကိုကြက်သိမ်းထားစရာကြီးဗျာလုံးဝဒါပြည်လုံးကျွတ်အတန်တိတ်တပိတ်အောင်မြင်ခဲ့တယ်ပေါ့နော်ဒါကျွန်တော်အစစိတ်ပူသေးတယ်ဘာကြောင့်စိတ်ပူရလဲဆိုတော့စစ်ကောင်စီဘက်ကဒါခုနမနေ့ကပေါ့နော်ဒါကျွန်တော်ပြောခဲ့တယ်ခင်ကြီးပေါ့နော်ခင်ကြီးကတည့်အတိုင်းပဲဒီဆရာနာရှင်ထောက်ခံတဲ့ပွဲတွေပေါ့နော်ဒါတက်ထောက်ခံပွဲတွေသူလုပ်ခဲ့တယ်ပြီးရင်ဒါNLD ကိုစန့်ကျင်တဲ့ပွဲတွေဒီလိုမျိုးဆန္ဒပြပွဲတွေဒါမျိုးပုံစံမျိုးတွေသူလုပ်ခဲ့တယ်လက်ရှိမှာလည်းအာဏာကိုရယူထားတဲ့အထက်မှာပါတယ်လူယူထားတဲ့အထက်မှာပါတယ်ထိပ်ပိုင်းထဲမှာပါတယ်သူတို့မှာလုတ်ပိုင်ခွင့်နေစီစဉ်ပိုင်ခွင့်နေအမိန်ပေးပိုင်ခွင့်နေဖိနှိပ်ခွင့်ချုပ်ချယ်ခွင့်ဘာညာအကုန်လုံးအစုံလုံးဒီကောင်တွေအကုန်ယူထားတာပေါ့နော်အဲ့ဒီဟာအကြောင်းမလို့ပဲဒါတွေကိုအသုံးချပြီးတော့ဒီအာဏာပါဝါတွေကိုအသုံးချပြီးပြည်သူကိုဖိနှိပ်ဖို့အတွက်ကြံစီလာတယ်ပထမတစ်ခုကဘာလဲဆိုတော့ဒီ silent strike ကို10ရက်နေ့မှာလုပ်မယ်ဆိုပြီးတော့ဒေါက်တာတီဆာဆန်းတို့အဖွဲ့ကကြီးညာလိုက်တယ်အဲ့လိုမျိုးကြီးညာတဲ့အချိန်မှာစစ်ကောင်စီကကြိုပြီးတော့တိခွင့်ရသွားတယ်ပေါ့နော်ဒါကတော့တိမှာပဲပေါ့နော်အဲ့လိုတိတဲ့ခါကျရင်စစ်ကောင်စီဘက်ကလည်းဒါကောင်တာပြန်လုပ်လိုက်မယ်ပြန်ပြီးတော့တုံ့ပြန်လိုက်မယ်မအောင်မြင်အောင်တနည်းနည်းနဲ့လုပ်လိုက်မယ်ဆိုပြီးတော့ကျွန်တော်တို့တွေးထင်ခဲ့တယ်အဲ့လိုမျိုးတကယ်လဲဒါခင်ကြီးတို့ကလှုပ်ဆောင်ခဲ့တယ်ပေါ့နော်ဒီ silent strike မအောင်မြင်ဖို့အတွက်ပေါ့နော်သူတို့ဘက်မှာရှိတဲ့အင်အားအပြည့်နဲ့သူတို့ကဒါဆန္ဒဖော်ထုတ်တဲ့ပုံစံမျိုးတွေပြီးရင်မဲဆွယ်စီးရုံးတဲ့ပုံစံမျိုးတွေဒါတွေလုပ်ဖို့အတွက်သူတို့စီစဉ်ခဲ့ကြတယ်9000စားလား6800စားလား9000စားလားမသိဘူး iconic ကုံလုံးကိုစုစည်းပြီးတော့သူတို့တွေဒါပြန်ပြီးတော့အင်အားပြမယ်ပေါ့နော်လုံးဝဒါမျိုးကြီးကစီကားနေတယ်တာယာနေတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့မင်းတို့တော်လန်ကြီးကမအောင်မြင်တော့ဘူးဆိုတဲ့ပုံစံမျိုးသူတို့ကလှုပ်ချင်တာတကယ်လည်းလှုပ်ခဲ့တယ်ပြီးရင်ညွှန်ကြားချက်တွေလည်းထွက်တယ်အဲ့ဒါဘာလဲဆိုတော့ဒီ silent strike မှာပါဝင်တဲ့ပြည်သူတွေကိုအပြစ်ပေးတာတွေရေးယူတာတွေလုပ်ဖို့ပိတ်ထားတဲ့ဆိုင်တွေဆိုရင်ချိတ်ပိတ်ဖို့ဈေးဆိုင်တွေမဖွင့်ဘူးဆိုချိတ်ပိတ်မယ်ပေါ့နော်ဒါမျိုးပုံစံမျိုးတွေလုပ်ခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်ကစိတ်ပူတယ်ဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲကာလလည်းဖြစ်တယ်သူတို့တက်ထားတဲ့ပုံမှန်လည်းသိရတဲ့အတိုင်းပဲဒါရွေးကောက်ပွဲနှောက်ယှက်တဲ့ဥပဒေနဲ့အမှုဖွင့်မယ်ပေါ့နော်ပြီးရင်ဒါရေးယူတဲ့ပုံစံမျိုးတွေကစလာမယ်အနိုင်ကျင့်မယ်ပေါ့ဗျာဒီကြားတွေကပြည်သူတွေပါဝင်နိုင်မှမလားဆိုပြီးစိတ်ပူခဲ့ဒါပေမဲ့လုံးဝဗျာတကယ်ကိုလေးစားရပါတယ်လုံးဝပါပါနဲ့ပါဝင်သွားတဲ့ပြည်သူတွေအများကြီးပဲပေါ့နော်ဆိုင်တွေဖွင့်ထားတယ်ဗျာဝယ်မဲ့လူမရှိဘူးမိုက်တယ်တကယ်ဗျာအချင်းချင်းနားလည်မှုဆိုတာအဲ့ဒါပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လှုပ်ဆောင်သွားလိုက်တာ silent strike အောင်မြင်သွားတယ်ပေါ့နော်အဲ့တော့ဒီလိုအခက်အခဲတွေကြားထဲကနေမှထပ်ပြီးတော့အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့အတွက်တကယ်ကိုလေးစားကောင်းနေအကောင်းနေပေါ့နော်အဲ့ဟုတ်လားမင်းတို့ကောင်းနေချက်ချင်းမသိဘူးမင်းတို့ကောင်းနေကောင်းကြီးပဲနေအားရအောင်ဆဲပြီးမှမင်းတို့သိတာပေါ့နော်အဲ့ကြအဲ့ဥစ္စာကိုကြည်နေရတာကြောကအရသာကြီးပေါ့နော်ဒီကောင်းနေဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်လမ်းတွေပိတ်လူတွေတားဟဲအဲ့လိုပုံစံမျိုးတွေဖြစ်လိုက်ပြီးဟောဘယ်ကသဲနေရလဲဖားလေအဲ့ဒါအားရဖို့ကောင်းတယ်အဲ့မှာပြောထားတဲ့ဟာတွေလည်းချို့ဟာတွေတော့ဒါပဲနေဆဲထားဆိုတဲ့အတွက်ပေါ့နော်ဒါကျွန်တော်ကတော့နဝင်ချိုးတယ်ဗျာဒါပြည်သူလည်းသဘောကျပါပဲကျွန်တော်ဆိုခောက်ကာပြန်ကြည့်ရအောင်နော်မင်းတို့စောက်ခွဲကိုပြစမ်းကတော့ပေါ့နော်မင်းတို့တက်ပြက်နေပြီပေါ့နော်မေးမေးမရောက်နိုင်ရဲ့ခွေးတွေဘာဖြစ်လဲညာဖြစ်ကျွန်တော်ပြောတာထက်ကြမ်းတယ်ဗျာအဖွဲတွေတကယ်မိုက်တယ်အဲ့လိုပုံစံမျိုးနဲ့ဒါပြင်းခဲ့တာဟောနော်တကယ်ကိုပဲနေမျက်နှာတွေကြည့်ပြီးတော့ဆော်တာဟောနော်အဲ့မှာကြည့်ဒီကောင်လေးဖြစ်နေတဲ့ပုံစံလေဟာဟုတ်တယ်ပေါ့နော်ဆဲတယ်ဟာလေဘယ်ကဆဲတာလဲပေါ့နော်ဟာဒီထက်ကနေဆဲနေရဟာပေါ့နော်လုံးဝအလန့်တကြားနဲ့ဗျာဟိုကြည့်ဒီကြည့်လိုက်ရှာကြည့်ပေါ့နော်တကယ်ကိုအရသာရှိတဲ့ဗီဒီယိုကလစ်ပေါ့နော်မျက်နှာတွေကိုကြည့်ပြီးတော့တဲပြီးဆဲရတဲ့အရသာပေါ့နော်အဲ့တော့ကျွန်တော်လူငယ်တွေတကယ်ပါအရန်ကိုတော်တယ်အရန်ကိုထက်မြက်တယ်ပြီးတော့ပေါ့နော်လှုပ်ချင်တဲ့အရာတစ်ခုပေါ့နော်မဖြစ်အောင်လှုပ်ဆောင်နိုင်တဲ့အရာတွေရှိတယ်တကယ်ကိုလည်းရအောင်လှုပ်သွားနိုင်တယ်ပေါ့နော်မင်းတို့ဆဲ Facebook မှာလည်းဆဲတာမဟုတ်ဘူးပေါ့နော်မင်းတို့မကြားနိုင်တဲ့နေရာတွေကနေဆဲတာတွေမကဘူးပေါ့နော်မင်းတို့အခုလိုမျိုးတည်ပြီးတော့လာပြီးအဆဲခံရအောင်ကိုငါတို့လှုပ်ပြမယ်ဆိုပြီးတော့လှုပ်ချသွားတာအဲ့ဒါအားရစရာကောင်းတယ်ပေါ့နော်ကျွန်တော်တို့တကယ်အားရလို့ဒီဥစ္စာလေးပြန်ပြီးတော့ဝင်းမြပေးတာဖြစ်တယ်ပေါ့နော်အဓိကကျွန်တော်ခံစားချက်ပေါ့နော်နောက်တစ်ခုလည်းအားရစရာရှိတယ်အဲ့ဒါကလည်းအားလုံးလည်းသိပြီးပါပြီပေါ့နော်အဓိကတော့ကျွန်တော်ဒီရက်ထဲမှာဒါခီးတစ်ခုသွားနေရတော့ဒါအလုပ်တာဝန်နည်းနည်းလေးပေါ့နော်ဒါလင်းဟင်းတာလေးရှိလိမ့်မယ်ပေါ့နော်အဲဒီကချို့အကြောင်းအရာလေးတွေကပြည်သူတွေသိပြီးသားပါပေါ့နော်ချက်ချင်းလက်ငယ်ဒါမတင်ပြနိုင်တာရှိတယ်အဲ့ဒါတခြားမဟုတ်ပါဘူးအဓိကတော့အားရစရာပါပဲတောင်ကူလေတက်ပေါ့နော်တောင်ကူလေတက် PDF လေ့ကျင့်ခွင့်
PDF short တိုက်တော့လေ့ကျင့်ကွင်းအဲ့ကွင်းကိုထပ်ပြီးတော့စော်တယ်ပေါ့နော်ဒါ PWM အဖွဲ့ကနေပြီးတော့48ကြိမ်မြောက် mission ပေါ့နော်ဒီ mission ကိုဒီစစ်စင်ရေးကိုဖော်ဆောင်နိုင်ခဲ့တယ်အဲ့တော့တကယ်ကျွန်တော်ခုနပြောသလိုပဲတကယ်လေ့ကျင့်ကွင်းဖြစ်နေတာတားစီမရှိတပ်ဖွဲ့တွေသွားပြီးပြစ်ချင်တယ်ဟေးဆိုတဲ့ခါကျရင်တကားမရှိဓာမရှိဘောနော်ဟုတ်တယ်အဲ့လိုပုံစံဖြစ်နေတာဘာကြောင့်လဲဆိုတော့ရှေ့မှာလုံးဝအင်္ဂလိပ်နေမှာဘာကြောင့်လဲဆိုတော့ဒီကာလဒီအခြေအနေမှာဒီလိုမျိုးတိုက်ခိုက်ခံရတယ်အတွင်းစည်းနေရာမျိုးတွေကိုထက်ဆင့်ဘောနော်နေ့စဉ်ရက်ဆက်ပုံစံမျိုးတွေဘောနော်အဲ့လိုပုံစံမျိုးတွေနဲ့ဒါထီကဝါကြီးကလောက်ခံရတာတွေစော်ကားခံရတယ်လို့ပြောနေတာတွေအများကြီးပဲကြားရတယ်အကောင့်တွေဘက်မှာဘောနော်အဲ့လိုမျိုးပုံစံမျိုးတွေအတွင်းစည်းတွေအထိဝင်ပြီးတော့လှုပ်ဆောင်နိုင်နေတာကတကယ်အားရစရာကောင်းပါတယ်ဒီနေ့ဒီချိန်ထိတပ်ဖွဲ့တွေကမြေပြင်မှာအားရစရာကောင်းတဲ့ဒါအောင်မြင်မှုတွေရရှိအောင်ဖန်တီးနေသေးတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့သိစေချင်တယ်နောက်တစ်ခုကတော့ဒီလိုမျိုးလှုပ်ဆောင်မှုအတွက်ကလည်းငွေကုန်ကြေးကျများတယ်ပေါ့နော်အဲ့ဒီအတွက်ကိုလည်းဒါတန်တော့ပါဝင်ပေးကြပါစစ်ကောင်စီရဲ့လေချောင်းကတည်တဲ့အတိုင်းပဲအခုဆိုရင်ပြည်သူတွေကိုတကယ်ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတာတွေအများကြီးရှိလာတယ်အဲ့တော့အဲ့လိုမျိုးဟာတွေကိုပြန်ပြီးတော့ဥနိုင်တိုက်ခိုက်နိုင်မှုအတွက်အားနဲ့အောင်လုပ်နိုင်မှုအတွက်ကဒီလောက်နဲ့တော့မရဘူးပေါ့နော်ပြည်သူတွေလည်းဒါနားလည်မှာပါဒါတစ်လုံးကိုဘယ်လောက်ထိပေးရတယ်ဆိုတဲ့ဟာလည်းပြည်သူတွေနားလည်မှာပါအဲ့တော့6လုံးမဟုတ်ဘူးအလုံး60ဆိုရင်တော့ပြထိရောက်တယ်အဲ့လိုမျိုးလှုပ်ဆောင်နိုင်မှုအတွက်ကိုလည်းကျွန်တော်တို့ဝိုင်းပြီးတော့စူးစမ်းကြတာပေါ့လေနော်တခုခုဆိုရင်ပြည်သူနဲ့ပြောရတာလေကျွန်တော်တို့လည်းအားနာပါတယ်တက်ဖွဲ့တွေကလည်းကျွန်တော်လိုပါပဲသူတို့လည်းအားနာပါတယ်ဒါပေမဲ့သူတို့မှလည်းပြောစရာဒီပြည်သူပဲရှိတယ်ပေါ့နော်တခုခုဆိုရင်သူတို့ပြောဟိုနေ့ကဒါစကားဝိုင်းတစ်ခုမှဆိုရင်အရန်ကောင်းညီလေးတယောက်ပြောတယ်ပေါ့နော်ကျွန်တော်တို့ဒါပြည်သူကိုမိဘနေရာမှာထားပြီးတော့ပြောတာပါပေါ့နော်မိဘကိုပူစားသလိုမျိုးလေးကျွန်တော်တို့ပူစားတာပါပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှာဒီလိုမျိုးငွေကုန်ကြေးကျများတဲ့ဟာတွေကျွန်တော်တို့မတက်နိုင်ပါဘူးပေါ့နော်ဒါပေမဲ့လည်းဒါတွေကလုတ်ကိုလုတ်ရမယ်အောင်မြင်မှလည်းဖြစ်မှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့အသက်တွေရင်းပေးမယ်ဒါပေမဲ့ပြည်သူကိုပေါ့နော်မိဘနေရာထားပြီးတော့ပူစားတဲ့ဟာလေးတွေတော့ဖြည့်ဆည်းပေးပါဆိုပြီးတော့ပြောခဲ့တာရှိတယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာလေးဆိုလည်းမှတ်မှတ်ထင်ထင်ဖြစ်နေလို့ပေါ့နော်တက်နိုင်ဆုံးတော့ပြည်သူတွေလည်းဝိုင်းဝန်းကူညီပေးနေတာကိုသိပါတယ်ဒါပေမဲ့ဒါကြီးပြုတ်ကျသွားမှာပဲကျွန်တော်တို့အားလုံးလွတ်မြောက်မှာဖြစ်တဲ့အတွက်ထပ်ပြီးတော့လည်းအာနာနာနဲ့တောင်းဆိုပါတယ်ပေါ့နော်နောက်ထပ်တစ်ခုအဲ့ဒါလည်းအားရလို့ပြောပြမယ်အဲ့မှာကျွန်တော်ထောက်ပြစရာလေးလည်းရှိတယ်ပေါ့နော်အဲ့ဒါကဒီဇင်ဘာ9ရက်ည8နာရီမုံရွာမြို့အတွင်းထဲဝင်ပြီးတော့ပြည်အောင်စုလမ်းမပေါ်မှာဝင်ကြမ်းခဲ့တဲ့မုံရွာသားတွေပေါ့နော် PDF တပ်ဖွဲ့တွေမုံရွာသားတွေပေါ့နော်တကယ်မိုက်တွေရေးလက်လန်းတယ်ပေါ့နော်ဒါစစ်ကောင်စီစစ်ကား2စီးကိုမုံရွာမြို့ပြည်အောင်စုလမ်းမကြီးပေါ်မှာ PDF တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာအဲ့ထဲမှာဘုံမှုတအူအပါပေါ့နော်ဘုံမှုတအူတည်တယ်စစ်ကောင်စီဘက်စစ်ခွေးဘုံမှုတည်တယ်ပြီးရင်ဗိုလ်ကြီး2ဦးတည်တယ်သူတို့3កောင်အပါပေါ့နော်9កောင်တည်တယ်3ပေါင်း4ပေါ့9កောင်တည်တယ်ပေါ့နော်အဲ့မှာဘုံမှုနာမည်ကတင်ကိုတဲ့အဲ့မှာတချို့ဆိုရင်ပေါ့နော်နာမည်မှာပေါ့နော်ဒါတင်ကိုပါတဲ့သူတွေဆိုရင်ကွာနာမည်ပြောင်းပြတော့မယ်ဘာညာလဲအဲ့လိုတွေတော့ဖြစ်နေရပါတော့ပြီးတော့အဲ့ဘုံမှုတင်ကိုကဆာရဖကဌာနမှုဆိုပြီးတော့လေဒါဖြေဆိုထားတာတွေ့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ပို့ပြီးတော့ဝမ်းသာတယ်ဗျာဂျင်းနဲ့တယ်ပေါ့နော်ပြီးတော့တပ်ဖွဲ့တွေဖြေထားတဲ့အထဲမှာကျွန်တော်ထောက်ပြချင်တာလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒါဒီဘုံမှုတင်ကိုကစစ်တပ်တန်း42မှာ9နှစ်ဆိုပြီးတော့ပြောသွားရှိတယ်ဒါကတော့နည်းနည်းလွဲနေတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဒါစစ်တပ်နဲ့အသက်လွဲပြောတာလားဘာလားတော့ကျွန်တော်လည်းတေချာတော့မခံမှန်းတတ်ဘူးဒါတပ်ဖွဲ့ရင်းနဲ့ကျွန်တော်အဆက်အသွယ်မရသေးဘူးပေါ့နော်အဲ့တော့အသက်ဆိုရင်လည်းဒါ49နှစ်ဆိုတော့အခုလို့တိုက်เสียတော့မလို့တော့ဒီကောင်အိုးသေးမှာရန်နေမိတော့ဒါဟာတာဖြစ်နေပြောတာပေါ့နော်ဒါပေမဲ့ဒါကျွန်တော်မှားပြောတယ်လို့ယူဆတယ်ကျွန်တော်တို့ဒါတွေကိုလည်းသိထားရင်တော့ပိုကောင်းတယ်ဒီစစ်ကောင်စီဘက်မှာပေါ့နော်ဒါကျွန်တော်တို့ဒါတင်တန်းပိုတင်တန်းတက်တယ်16နှစ်မှာပိုတင်တန်းတက်တယ်ကျောင်းစင်တာနဲ့သူကဓပွင့်ပေးတယ်နောက်တစ်နှစ်နေ2ပွင့်ပေးတယ်နောက်တစ်3နှစ်နေ3ပွင့်ရတယ်အရင်တုန်းကဆိုရင်3ပွင့်ပြီးသွားရင်နောက်ထပ်9နှစ်ဆိုရင်ဒါဘုံမှုဖြစ်တယ်ပေါ့နော်အဲ့တော့အသက်ငငယ်လေးနဲ့ဒါဘုံမှုအဆင့်ကိုရတာရှိတယ်ပေါ့နော်အဲ့တော့16နှစ်ကနေပြီးတော့ရရှိစဖြစ်တယ်ဆိုရင်ဒါအသက်စိတ်လောက်ဆိုရင်ဒါသူကဘုံမှုအဆင့်ဖြစ်နေပြီလားအရင်တုန်းကပေါ့နော်ဒါအခုတော့မသေးကြတော့အခုတော့မရတော့အခုတော့ဒါ10နှစ်15နှစ်လောက်နေမှပဲဘုံမှုဖြစ်တာ3ပွင့်ပြီးသွားရင်ပေါ့နော်ဒါတော့မှပဲသူကဒါအဟွာအနီမထိဘူးပေါ့ဗျာအပြစ်နာစာမရှိဘူးဆိုမှပဲဖြစ်တာပြီးရင်ဒါအခုနောက်ပိုင်းဆိုရင်သူကကန့်သက်ချက်တွေလောက်ထားတယ်အဲ့ဒါဘာလဲဆိုတော့အပြစ်နာစာမရှိုံနဲ့မရဘူးသတ်မှတ်ထားတဲ့သင်တန်းတွေပြီးမှရမယ်အဓိကတရေးပွေတင်တန်းတို့တထောက်ပွေတင်တန်းတို့အုပ်ချုပ်မှုတင်တန်းတို့ပေါင်းအခုဆိုပေါင်းပြီးဖွင့်တာပေါ့နော်ဒါတရေးရေးထောက်တင်တန်းပေါ့နော်အဲ့လိုပုံစံမျိုးတင်တန်းတွေတက်မှရမယ်ပြီးရင်လက်နက်ကြီးတင်တန်းပြီးရင် convert တင်တန်းပေါ့နော်ဒါကောင်တာတင်တန်းအဓိကတော့ထောက်လန်းရေးပြီးရင်တံပြန်ထောက်လန်းရေးဒါမျိုးတင်တန်းတွေပြီးမှသူကဒါ G3 တွေထွက်ခွင့်ပေးတယ်အဲ့ဒါပြီးမှပဲဒါဖမ်းမိတယ်ဒီကောင်တွေပြောတဲ့စကားတွေကလိန်နေသလားညာနေသလားအမှန်တိုင်းပြောတာလားဆိုတဲ့ဟာတွေကိုဒီကောင်တွေကိုအကြောင်းသိမှကျွန်တော်တို့ကဒါစီစစ်လို့ရမှာ
ဒီကောင်းနေလိမ့်နေတယ်သူတို့အကြောင်းမသိဘူးဆိုသူတို့ပြောသလိုပဲကျွန်တော်တို့လိုက်ပြီးတော့မှတ်နေလို့မရဘူးပေါ့နော်အဲကြောင့်လို့ဒါရန်သူရဲ့အကြောင်းကိုကျွန်တော်တို့ပို့ပြီးတော့သိထားနိုင်ပိုကောင်းတယ်အခုလိုမျိုးဒါဆိုရင်ဒါကျွန်တော်ဒါမာယွန်းနယ်လို့ပဲယူဆလိုက်မှာပေါ့နော်အဲ့လိုမျိုးဒါမာယွန်းနယ်ဆိုရင်စစ်ကောင်စီဘက်ကဒီဥစ္စာကိုဝါရပြန်ဖြတ်တွေ့လားဒီမှာမင်းဘုံမှုအဆင့်နဲ့49နှစ်ဘလို့လို့ဖြစ်နိုင်မှာဒီကောင်းနေရှောက်ပြောနေတာအဲ့ဖြစ်စဉ်တကယ်မရှိဘူးအဲ့ဖြစ်စဉ်တကယ်မဟုတ်ဘူးမြေပြင်မှာလိန်နေတာမြေပြင်မှာတကယ်မရှိဘူးအဲ့လိုပုံစံမျိုးနဲ့သူ့ရဲ့အခြားစစ်သားတွေကိုသူကဝါရပြန်ဖြတ်လိန်ညာတယ်ပေါ့နော်အမှန်တရားတွေကိုဖုံးကွယ်ဖို့စ조사တက်တယ်အဲအကြောင်းမလို့ကိုလုတ်ခဲ့တဲ့တကယ် mission ကြီးဒီ mission ကြီးဆိုရင်တကယ်ကြီးကြီးမားမားမြို့ထဲထိဝင်ကြိတ်တာကျွန်တော်တကယ်အားရတာပေါ့နော်မုံရသားတွေမုံရမြို့ထဲထိဝင်ကုန်ပြီအဲ့ဒါတကယ်အားရတာပေါ့နော်အဲကြောင့်အဲ့လိုမျိုးဒါဝါရဖြတ်တဲ့ပုံစံမျိုးတွေလုံးမခံရဖို့လေရေးကြည့်တယ်လို့ဒါပြောချင်ပါတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အခုလိုမျိုးလက်စတုံးနေတာအားရတယ်အကောင်သေးဝါအားရစားဖဆိုလို့ပို့ပြီးအားရတယ်စားဖဘာတွေလုတ်ခဲ့တယ်ကျွန်တော်အားလုံးသိပြီးသားပေါ့နော်အဲ့တော့အခုတိုက်ခိုက်မှုကဒါပြီးရင်တစ်ချိန်နဲ့မဟုတ်ဘူးဒီတစ်ချိန်နဲ့ပြီးသွားတာမဟုတ်ဘူးအဲ့မှာကားနှစ်စီးကိုသူတို့ပြင်းတယ်တစ်စီးမီးလောင်ပျက်စီးတယ်ရင်မောင်းမောင်စော်နဲ့စစ်သား2ဦးပဲအသက်ရှင်တယ်ပေါ့နော်ဒါ9ယောက်သေတယ်အဲ့ဖြစ်စဉ်ပေါ့နော်အဲ့ဒါပြီးတာနဲ့ဒါစစ်ကောင်စီဘက်ကဒါနှစ်ဖက်ညှက်ပိတ်ဖို့လှုပ်လာတယ်ရှိလာတယ်မြင်ဆက်ဆံမဲ့ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီနာမခကလည်းတည်တဲ့အတိုင်းပဲတိုင်းစစ်ဌာနချုပ်ရှိတာဖြစ်တဲ့အတွက်သူတို့ရဲ့အင်အားတွေကအနီးနားဝန်းကျင်မှာဖြန့်ထားတာအများကြီးပဲအဲကြောင့်မလို့အင်အားအများကြီးတုံးပြီးတော့အဲ့နေရာထိကိုသူကပိတ်ဖို့အတွက်စူးစမ်းလာတာရှိတယ်ပြောပုံရဆိုရင်ဒါအင်စီက22မှ8စီးတံမြားက10စီးရဲကားကြီး2စီးပြင်တခြားသောရင်နေရစားပါတယ်အသွင်ယူထားတဲ့သူတွေလည်းရောက်လာတယ်ပြီးရင်ဒါပါရာမိုတာတစ်စီးနဲ့ပါချက်ချင်းတက်ပြီးတော့အဲ့နေရာကိုရောက်လာတယ်ဆိုတော့အဲ့ပါရာမိုတာပါငြိမ်မနေရတော့ညိုင်းမင်းပါရာမိုတာပါတက်လို့ကံကောင်းအကြောင်းမလိုက်အဲ့ပါရာမိုတာပါပြတ်ကြပြီးနာကာနေမှာဒီကောင်နေအဲ့တော့ဒါလက်နေကြီးပြစ်ကူတွေလည်းပေးတယ်တော်ကြည့်ဖို့အတွက် drone တွေလည်းပြန်ပါပဲအဲ့လိုပုံစံမျိုးနဲ့ဘယ်သွားသလဲဘယ်ကနေလာပြစ်တာလဲဘယ်ကိုပြန်ဆုပ်သလဲအဲ့ဘက်မှာဘယ်အဖွဲ့ရှိသလဲဘလို့ပိတ်ကြမလဲဆိုတဲ့ဟာမျိုးစစ်ကောင်စီချက်ချင်းလုပ်တာဒါပေမဲ့အဲ့ကြားတွေကရအောင်ဖောက်ထွက်နိုင်ခဲ့တဲ့ဟာကြီးတော်ကြီးကျန်းတယ်ဗျာပြီးရင်အဲ့လိုတခါတည်းနဲ့မကြည့်နေဘူးဒါလမ်းကြုံမှာဝင်ကျုံးသွားဟိုကောင်သုံးကောင်အစ်စ်ပါသွားတာအဲ့တော့အဲ့ဥစားလေးအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့တပ်ဖွဲ့တွေကလုံးဝအထီးကမ်းမရှိတဲ့ဒီ mission ကိုအောင်မြင်ခဲ့တာဖြစ်တဲ့အတွက်တကယ်ကိုလေးစားဂုဏ်ယူရပါတယ်အဲ့တော့ဒီတပ်ဖွဲ့တွေစီလည်းကျွန်တော်ဆက်သွယ်ဖို့စူးစမ်းကြည့်မှာပေါ့နော်အဲ့တော့ဒါတပ်ဖွဲ့တွေပြောသွားတဲ့ဟာဒါဗီဒီယိုဒါရုပ်သံမှတ်တမ်းလေးမှာလည်းတွေ့ရလိမ့်မှာပေါ့နော်မုံရွာမြို့တဲကိုကင်းပတ်နေပါတယ်ဆိုင်ကယ်ကြီးနဲ့ပြီးရင်ဒါမုံရွာသွားတွေကဘာဖြစ်တယ်ညာဖြစ်အဲ့လိုပုံစံမျိုးတွေဒါအချင်းချင်းပေါ့နော်ညာပျော်ရွှင်ပြီးတော့ဒါ mission အောင်မြင်တဲ့အတွက်ပျော်ရွှင်ပြီးတော့ပြန်လာကြတကယ်ကိုအပြည့်အဝအောင်မြင်ခဲ့လို့ပေါ့နော်ဒါပြောရတယ်ပြီးရင်မုံရွာသားတွေမြို့ထဲထိအပီဖြုတ်ပြီးလာတာအဲ့လိုတွေပြောတယ်ပြီးအဲ့ဒီမှာအကြိုက်ဆိုငါတို့မြို့ငါတို့ပိုင်တယ်မင်းတို့ကထိုင်တာငါတို့ကပိုင်နေဆိုတဲ့စကားရှေ့မှာကျွန်တော်ပြောခဲ့ဘူးလေပေါ့နော်ဒါတက်ဖွဲ့ဝင်တယောက်ပြောခဲ့တဲ့စကားအခုလည်းအဲ့လိုပုံစံမျိုးပဲငါတို့မျိုးငါတို့ပိုင်နေပေါ့နော်ပြီးရင်ပြောရတယ်မုံရွာမှာပြန်ဆုံးတယ်အဲ့လိုအဲ့တော့မုံရွာသားတွေတကယ်အပီပြင်ပွဲကြမ်းသွားတဲ့ဟာကလည်းအားရစရာကောင်းလို့ပြန်ပြီးတော့ဝင်မြပေးတာဖြစ်ပါတယ်အဲ့တော့ဒီရက်ထဲမှာတိုက်ပွဲဖြစ်စဉ်တွေရောအားရစရာဖြစ်စဉ်တွေရောစစ်ကောင်စီကိုသရွေးသွတ်လိုက်သရွေးနဲ့ထွေးလိုက်